Hello guys ဒီနေ့ကတော့ချင်းမာရဲ့နာမည်ကြီးရဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့သူ့ချန်ကိုသွားခဲ့ကြုံလာ vlog လေးပဲဖြစ်ပါတယ်။ရောက်သွားတဲ့အချိန်ကညနေပိုင်းဖြစ်ပေမဲ့ရာသီဥတုကလည်းတော်တော်လေးသားရပါတယ်။ဒီနေရာလေးကတော့သူ့ချန်ကိုသွားတဲ့လမ်းမှာဖြတ်သွားတဲ့နေရာလေးဖြစ်ပြီးတော့ကလေးတွေကြီးကစားနေတာကိုလည်းတွေ့ခဲ့ပါတယ်။သွားရလမ်းတစ်ဖက်မှာလည်းတောင်တွေအများကြီးရှိရကြအောင်ရှုခင်းရတော်တော်မှထားရပါတယ်။တိုးချန်ကိုရောက်တဲ့အခါမှာလည်းရှုခင်းနေရတော်တော်လေးလှတာကြောင့်မောင်တင်လက်ပါတွေအတွက်ကတော့သဘောတွေ့စီမဲ့နေရာလေးပဲဖြစ်ပါတယ်။ဒီဆိုင်လေးမှာဆိုရင်လည်းဝင်ကြီးတစ်ကက်ကလေးတွေနဲ့အကြီးလေးတွေကိုပြန်လဲထားလို့ရပါတယ်။ဆိုင်လေးကနေအောက်ဘက်ကိုနည်းနည်းလေးဆက်လျှောက်သွားမယ်ဆိုလို့ရှိရင်လည်းဓာတ်ပုံရိုက်လို့လှမယ့်နေရာလေးတွေကိုလုပ်ပေးထားပါသေးတယ်။အခုကတော့ဒင်နာစားဖို့အတွက်ဆိုင်ရုံသွားနေတဲ့လမ်းမှာပါ။ဆိုင်လေးကတော့ view လေးလှပြီးတော့ Royal Lana Hotel နဲ့လည်းနီးပါတယ်။အစားအသောက်တွေကိုပြောရမယ်ဆိုရင်တော့ပုံမှန်အရသာလောက်ပဲပေါ့နော်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင် Thanks for watching and see you in the next video. Bye bye.